အရင်တော့သူကာကွယ်ဦးစီးချုပ်စဖြစ်တဲ့ဟာကိုဒါအင်မတန်နာမည်ကြီးပါတယ်သိန်း200အထက်လုပ်ငန်းဆိုငါသားသမီးကိုပေးလိုက်ဆိုပြီးတော့သူပြောတဲ့လုံစာကြီးရှိတယ်သူမိသားစုသူသားသမီးတွေသူ့လောက်ကပဲရှိသမျှစီးပွားရေးလုပ်ငန်းတွေအားလုံးအခုဆိုဟိုးအရင်တော့သူကာကွယ်ဦးစီးချုပ်စဖြစ်တဲ့ဟာကိုဒါအင်မတန်နာမည်ကြီးပါတယ်သိန်း200အထက်လုပ်ငန်းဆိုငါသားသမီးကိုပေးလိုက်ဆိုပြီးတော့သူပြောတဲ့လုံစာကြီးရှိတယ်အင်မတန်ဆိုတော့သူတို့တတ်ထဲမှာလည်းအရင်တော့ဆိုရင်အာနာပြည်သူရဲ့ဗန္နာတွေကိုခိုးစားတဲ့နေရာမှာဝေစားကြတယ်ဦးတန်းရွှေစားတယ်တန်တဲ့ဝန်ကြီးချုပ်တွေအားလုံးကိုလည်းပေးစားကြတယ်ကာကွယ်ဒူဦးစီးချုပ်မောင်ဝေတို့မိသားစုအားလုံးတွေမျှပြီးတော့ခိုးစားကြတယ်ဝေစားကြတယ်သူ့လက်ထက်မှာじゃသူတယောက်တည်းပဲသူမိသားစုတယောက်တည်းပဲစားတယ်ဆိုတဲ့ခါကျအဲ့လိုခိုးစားတာပြည်သူဗန္နာတွေကိုခိုးစားတာဓမြတိုက်လူယူထားတာတွေကအင်မတန်များနေများတဲ့ခါကျအကျိုးစီးပွားကိုကျိုးစီးပွားပါကိုကျိုးစီးပွားပါလာတဲ့ခါကျသူ့ကိုကျိုးစီးပွားကိုကာကွယ်ဖို့ဆိုရင်သူ့လက်ထက်အာဏာရှိမှဖြစ်တယ်ဟုတ်တယ်နော်အဲ့ဒါကြောင့်အသက်60ပြည့်တယ်ဦးသိန်းစိန်လက်ထက်တုန်းကအသက်60ပြည့်တယ်သူ2015 2016ဂျွန်မှာဆိုရင်သူကထွက်ရမယ်မထွက်ဘူးဦးသိန်းစိန်ကိုယ်တိုင်ကသူ့ကိုလွှဲခဲ့တာမဟုတ်ဘူးအသက်65နှစ်ကိုတိုးပေးခဲ့တာမဟုတ်ဘူးသူကသူကာကွယ်ရေးဦးစီးချုပ်ရုံးကလက်တာဟလေးတစ်စောင်ရှိတယ်အဲ့ဒါနဲ့တိုးပေးပါတယ်ဆိုပြီးတော့အခုတက်တီသူ့ရဲ့ယာရုတိုးတယ်65တိုးတယ်ဆိုတာနိုင်ငံတော်ပြန်လာမှမရှိပါဘူးတကိုရေးတကားရအဲ့ဒီဒုံတွေကကိုသူများတွေကထင်တယ်သူ့ကိုဦးသိန်းစိန်ကတိုးပေးခဲ့တယ်လို့ဦးသိန်းစိန်တိုးပေးခဲ့တာမဟုတ်ဘူးသူကသူတိုးတာ65ဆိုတော့65ပြည့်ပြီအခုလည်းဒီမှာ2020ဆို65ပြည့်ပြီ21မှာဆိုပြည့်ပြီကဲအာဏာလက်လွတ်ရတော့မယ်သူ့အကျိုးစီးပွားတွေအာဏာလက်လွတ်ပြီဆိုရင် तू မတရားရှာထားတဲ့အကျိုးစီးပွားတွေ तू မကာကွယ်နိုင်မှာဆိုးတယ်နော်အဲ့ဒီခါကျတော့ तू ရဲ့ပင်ကိုဗီဇာသူ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်အာဏာသိမ်းတယ်သူ့ရဲ့အထက်ကအဘတွေကလည်းအာဏာသိမ်းခြင်းကိုပူပေါင်းဆောင်ရွက်ခဲ့တယ်တော့သူတို့အကျိုးစီးပွားကိုပူပေါင်းဆောင်ရွက်ခဲ့တယ်တော့မြင်တယ်တို့ဆိုရလက်ထက်မှာပြည်သူခေါင်းဆောင်တွေကတာဝန်ယူအမေစုတို့ဆရာဦးမြင့်တို့ကနိုင်ငံတော်သမ္မတကြီးတို့ကသိတဲ့အခါကျတော့မိုးကြရွှေကိုတွေကိုကျွန်တော်တို့ကအဝင်မခံတော့ဘူးအဝင်မခံမဲနဲ့ဌာနတွင်းမှာနော်လုံးနိုင်ကိုင်းနိုင်ဇွမ်းရှိတဲ့လူတွေနော်သူတို့ဝန်ထမ်းစီကံစီမင်းတဲ့အညီယာတို့တိုးပေးတာတွေလုပ်တယ်ဆိုတဲ့အခါကျတော့ဝန်ထမ်းတွေကိုခံစားခွင့်တွေကျွန်တော်တို့ကဥပဒေဘောင်ထဲကလုပ်ပေးတဲ့အခါကျတော့ဝန်ထမ်းတွေကပျော်ကြတယ်ဟုတ်တယ်နော်ဝန်ထမ်းဘဝမှာယာတို့တိုးဖို့ဆိုတာဒါသူတို့ရဲ့ဒါအကြီးမားဆုံးအိမ်မက်ပဲဟုတ်တယ်နော်အဲ့အကြီးမားဆုံးအိမ်မက်ကိုဖွင့်ပေးလိုက်တယ်ဖွင့်ပေးတဲ့ခါကျဝန်ထမ်းတွေတအားပြောတယ်ပြောတဲ့ခါကျအလုပ်လုပ်တယ်အဲ့ဒါကြောင့်အစိုးရအဖွဲ့လည်းတိုးတက်လာတယ်အစိုးရအဖွဲ့လည်းအလုပ်လဲပတ်တာကောင်းလာတယ်ကောင်းလာတဲ့အတွက်နိုင်ငံတော်လည်းတိုးတက်မှုကဒါရှင်တွဲပြီးတော့ပါလာတယ်ကဲအခုသွားပြီလေအာဏာသိမ်းလိုက်တယ်အာဏာသိမ်းတဲ့ခါကျသူတို့တတ်ထမ်းမှရှိအသုံးမကျတဲ့အကောင်မှန်တယ်မြအကုန်လုံးဟိုအကြမ်းမြင့်တိတော့ရောက်3000ကျော်လောက်ရှိတယ်ဌာနဆိုင်ရာတွေအကုန်ပြောင်းတသက်လုံးဝန်ထမ်းတွေတော့ယာရုလေးတက်ဖို့လုပ်လာတဲ့ဝန်ထမ်းတွေဘာမျှော်လင့်ချက်မှမရှိတော့ပြီးတော့ဘာမတက်ညာမတက်အကုန်ဆရာလုံးသွားပြီလို့ဝန်ထမ်းတွေဆိုတော့အဲ့ဒီကိစ္စတွေကလည်းဝန်ထမ်းလောကမှာအခုပေါ့နော်ကျွန်တော်အခုပြန်ထွက်လာပြီးတော့နေပြီးတော့မှတစ်လလောက်နေခဲ့တယ်ဆိုတော့အဲ့ဒီအပိုင်းမှာလည်းတော်တော်လေးကိုဝန်ထမ်းလောတွေထိခိုက်ခံစားနေရတယ်ရှိဆိုတော့နေပြီးတော့မှဘာရှိလဲနေပြီးတော့မှလုံယုံရေးရဲတွေပဲအများကြီးရှိမယ်တက်တွေအများကြီးရှိမယ်သူတို့ even သူတို့ပင်လေတာဝန်လာထမ်းဆောင်နေရတယ်မနေ့ကဆိုလည်းကျွန်တော်ဖုံးဆက်ပြီးတော့ပြောတာရှိတယ်ဥဆိုရင်ကျွန်တော်တို့လာခြင်းလဲဘယ်လိုလုပ်ရမလဲဆိုတော့အဲ့လိုဝန်ထမ်းတွေအများကြီးပါအဲ့လိုရဲဘော်တွေအဲ့လိုတပ်မတော်သားတွေအများကြီးပဲပြောကြတော့နေပြီးတော့ရှင်တွေကဟန်ပြတာသူတို့အပေါ်ကဒါတနတ်မိုးပြီးအုပ်ချုပ်နေပေမဲ့ဒိုမီနိုအဖက်လိုပါပဲနည်းနည်းလေးထိတာနဲ့သူတို့ပြိုတော့မှာပါတော်လိုင်းအစတော့ကကျွန်တော်တို့မှရင်ဘတ်ပဲရှိပါတယ်ဒီကောင်တွေမှာတနတ်ရှိတယ်ဒီကောင်တွေရဲ့ယုံကြည်မှုကမိုးလောက်ကြီးမြင့်တယ်အဲ့ချိန်မှာငါတို့ကတနတ်နဲ့ကဒိုင်းကလေးဆိုမင်းတို့သေမယ်ကျွန်တော်ပြည်သူလူထုကအောက်မှာရှိတယ်ယုံကြည်မှုကဒါပေမဲ့ကျွန်တော်တို့ကရင်ဘတ်ကြီးနဲ့တိုက်ခဲ့တယ်နော်တဖြည်းဖြည်းနဲ့ဒီကောင်တွေကအခု2နှစ်ပြည့်လာပြီနိုင်ငံတကာလည်းအသိမှမပြုတ်ဘူးဘယ်နိုင်ငံမှလည်း view မဆိုင်ဘူး even ဒီကောင်တွေအများကြီးအဖေခေါ်နေတဲ့တရုတ်ကြီးဟုတ်တယ်နော်တရုတ်ကြီးတော့ခေါင်းနဲ့မထည့်ဘူးကဲဒီကောင်တွေကြာကျွန်တော်တို့ရင်ဘတ်ကြီးနဲ့တိုက်ခဲ့တဲ့ပြည်သူတွေနော်ရဲဘော်တွေမျိုးဆက်သစ်လူငယ်တွေရင်ဘတ်ကြီးတွေနဲ့ကျွန်တော်တုံ့လာခဲ့တဲ့စီတန်ဝန်ထမ်းတွေပါတယ်အားလုံးနော်ဘယ်ပေါင်းဆောင်ကတော်လိုင်းရဲဘော်တွေပေါင်းပြီးတော့တိုက်ခဲ့တယ်စီတန်ဝန်ထမ်းတွေကမျိုးဆက်သစ်လူငယ်တွေအားလုံးတတိပညာရှင်တွေအားလုံးတက်လာတယ်ကျွန်တော်တို့ဟုတ်တယ်နော်တက်လာပြီအခုကဲကျွန်တော်တို့ကဒီလိုပြန်ဖြစ်လာဒီကောင်တွေအောက်ကျနေအားလုံးသိပါလိမ့်မယ်ဗမာလည်းသူတို့ထိမ့်သိမ်းပြီးတော့ control ရရတယ်ဗမာလည်းကောင်းကောင်းလုပ်လို့ရတယ်နေပြည်တော်လိုမြို့မှာတော့အပြင်ကမထွက်ရဘူး
ဟုတ်တယ်နော်ကျွန်တော်တို့ပြည်သူတွေကအပြည့်ပြည့်အပေါ်ရောက်လာတယ်ပြည်သူတွေအဲ့လိုညီညာတဲ့အားနဲ့တိုက်ခိုက်လို့ဥပမာဆိုနိုင်ငံတကာအခုဆိုလည်း NDA တို့ဘာတို့လာနိုင်ငံလာတယ်လုံခြုံရေးကောင်စီကလည်းတစ်သက်လုံးတစ်ခါမှနှစ်80ကျော်မှာတစ်ခါမှမြန်မာနိုင်ငံအတွက်ကိုတက်ပြီးအခုလာပြီလုံခြုံရေးကောင်စီကလည်းတက်ဖြစ်လာပြီကဲအဲ့လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကိုသူတို့အင်မတန်အားကိုးပါတယ်ဆိုတော့ရုရှားတရုတ်ဟုတ်တယ်နော်ခိုင်းတော့သူတို့အဖေကိုမျှော်ပြီးတော့ဘီလိုအာနဲ့ပယ်ချမှာပဲငါတို့အဖေကငါတို့ကယ်ပါပဲလို့တယ်အခုမကယ်ဘူးဟုတ်တယ်နော်တနက်ကြီးနဲ့ဓာမိုးပြီးတော့တနက်ကြီးနဲ့မိုးပြီးတော့ကျွန်တော်တို့ကိုချိန်ချောက်လာတဲ့ကောင်းတယ်ကျွန်တော်တို့ပြည်သူကရင်ဖတ်နဲ့တိုက်ခဲ့ရတယ်ဒါပေမဲ့အားလုံးရဲ့ညီညာအားနဲ့တက်လာပြီဒါအားလုံးရဲ့ဒါစုပေါင်းအားပါပဲဒါကြောင့်ဝန်ထမ်းတွေလည်းထပ်ပြောကြပါမယ်ဒိုမီနိုအဖက်ပါအဲ့ကောင်တယ်ပြိုတော့မှာပါအဲ့ဒိုမီနိုအဖက်လေးမှာနော်ဒီအာနာရှင်ကထိကနေနည်းနည်းလေးထိလိုက်တာနဲ့ပြိုတော့မှာပါအဲ့ထိတဲ့ point မှာကိုယ်တိုင်လည်းတစ်ချက်စီခောက်ဖို့လိုပါတယ်နော်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့သားမီးတွေအတွက်ကိုယ်တိုင်ဝိုင်းပြီးတော့အားလုံးတစ်ချက်စီပေါင်းပြီးတော့ခောက်ပေးကြဖို့လည်းကျွန်တော်တိုက်တွန်းချင်ပါတယ်အဲ့လိုခောက်ရင်အဲ့ကောင်တွေပြိုသွားပါလိမ့်မယ်ပြည်သူတွေဒီနေ့ဒီအချိန်ခါမှာတွန်းလှန်နေတာဘာမှမရှိတဲ့အချိန်တွေကနေတွန်းလှန်နေခဲ့တယ်သူတို့နဲ့ကောင်တွေနော်အချိန်တွေကအများကြီးပြောင်းလဲသွားပါပြီဆိုတဲ့အခါကျပြည်သူတွေနိုင်ကုန်နိုင်ပါပါပြည်သူတွေနိုင်တဲ့တနေ့အာဏာရှင်နဲ့အာဏာယူပြီးအကျိုးစီးပွားကာကွယ်ဖို့အတွက်အာဏာသိမ်းခဲ့တဲ့လူတွေအပေါင်းပါတွေအားလုံးဒီမထင်မှတ်တရလက်ရကိုရပါလိမ့်မယ်